ကလေးက6လသားဆိုတော့ဆရာတို့4လသားကနေစပြီးတော့သူ့ရဲ့ပထမဦးဆုံးမိုးတွင်းကိုဖြတ်ကျော်ရတာပေါ့နော်အဲ့တော့အဲ့ဒီပထမဦးဆုံးမိုးတွင်းကလည်းဆရာတို့ဒီနှစ်ကတကယ်ကိုတုတ်ကွေးဟာရိုးရိုးတုတ်ကွေးကိုပဲဆရာတို့နည်းနည်းလေးပြင်းထန်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ခဏမဖျားသွားဘဲနဲ့ကလေးကတော့နှာစီးတာကြာသွားတယ်ချောင်းလေးလဲလိုက်ချင်လိုက်မှာပေါ့လေအဲ့လိုလေးဖြစ်ကြံခဲ့တယ်လို့ဆရာယူဆပါတယ်အဲ့တော့ကိုကနဲတယ်ဆိုတာကဒီတစ်ခုတည်းနဲ့ဆုံးဖြတ်ရတာတော့မဟုတ်ဘူးပေါ့နော်ခဏဖျားတယ်ကလေးကလည်းထွားမလာဘူးတခြားနာစီချောင်းစုပြန်အသက်ရှူမြန်တာတွေတခြားပေါ့နော်ယောဂကြီးမတစ်ခုပေါ့နော်ဝင်ထားတာတွေရှိသလားဆိုတာကိုလည်းဆရာတို့ကကြည့်ရတာပေါ့နော်အဲ့တော့နှာစီးတာတစ်ခုတည်းနဲ့တော့ခုကနဲတယ်လို့မယူဆဘူးလက်ရှိသူ့ရဲ့ပထမဦးဆုံးမိုးတွင်းကိုသူဒီပေါ့နော်ယောဂပိုးတွေနဲ့အတူတကွကြော်ဖြတ်လိုက်ရတဲ့အတွက်ဒီလိုဖြစ်တယ်လို့ပဲလောလောဆယ်ဆရာယူဆပါတယ်ကလေးအတွက်တော့အားစီးလေးတိုက်ချင်တယ်ဆိုလက်ထဲတိုက်လို့ရပါတယ်နှာစီးတာအတွက်လည်းစောင့်ရှောက်ရမယ်เนาะသူ့ကိုဆင်ခြင်ရမယ်ဟာလေးတွေကုသရမယ်ဟာလေးတွေပုံမှန်လုပ်ပေးရင်အဆင်ပြေလာမယ်လို့ဆရာယူဆပါတယ်เนาะ